ကဲဒီဘက် 3D အတွက်ပေါ့နော်ကျွန်တော်ရဲ့တွေ့ရှိမှုလေးကိုမျှဝေခြင်းဖြစ်တယ် 3D ပေါ့နော်ဒီဘက်က9လပိုင်းတရက်26ပေါ့နော်26အတွက် 3D လေးဘယ်လိုလေးလဲဆိုတော့ကျွန်တော်ကရိုးရှင်းရင်းလေးပဲပြမယ်သိလားဒီမှာ612ရဲ့3999ရဲ့38ရဲ့993ရဲ့184ရဲ့ပေါ့နော်နောက်ဆုံးထွက်ခဲ့တဲ့184ရဲ့အဲ့ဒါကိုဘယ်လိုလဲဆိုတော့ဒီမှာနှလုံးပေါင်း612မှာထိပ်စီးလေတိုင်းနှလုံးပေါင်းရင်းတွေခွန်ဖြစ်တယ်နော်612မှာထိပ်စီးလေတိုင်းဒီခွန်ဖြစ်တယ်အဲ့ဒီအတွက်ကြောင့်ဒီမှာခွန်တစ်လုံးကြားရပါနော်ဒီမှာ3ခွန်ထိပ်စီးလေတိုင်းနှလုံးပေါင်းရင်းတွေခွန်အဲ့ဒီအတွက်ဒီမှာခွန်တစ်လုံးကြားရနော်ဒီမှာ38နှလုံးပေါင်းရင်း1ထိပ်စီးလေတိုင်းနှလုံးပေါင်းရင်းတွေ1အတွက်ကြောင့်ဒီမှာ1တစ်လုံးကြားရနော်184ဆိုပြီးတော့ထွက်သွားတယ်184ဆိုပြီးထွက်သွားတာဒါဆိုရင်ကျွန်တော်တို့ကနောက်တစ်ခွင်အတွက်ကိုကျွန်တော်လာမယ့်အခွင်အတွက်ကိုကျွန်တော်တွက်လာမယ့်ခွင်တွက်ရမယ်ဆိုတော့ကျွန်တော်ဒီမှာခွန်3ညရဲ့ခွန်ထိပ်စီးနဲ့ခွန်လေတိုင်းဒီနှလုံးပေါင်းရင်း4နှလုံးပေါင်းရင်း4ဖြစ်တဲ့အတွက်ကျွန်တော်ဒီလာမယ့်အပင်မှာကျွန်တော်4တစ်လုံးရထားပြီပေါ့နော်4တစ်လုံးရထားပြီ4တစ်လုံးလေးရထားတယ်လာမယ့်အချိန်အတွက်ကိုကျွန်တော်4တစ်လုံးရထားတယ်နှလုံးပေါင်းခြင်းခွန်ဒီမှာခွန်တစ်လုံးကြာနှလုံးပေါင်းခြင်းခွန်ဒီမှာခွန်တစ်လုံးကြာနှလုံးပေါင်းခြင်း1ဒီမှာ1တစ်လုံးကြာနှလုံးပေါင်းခြင်း4ဒီမှာ4တစ်လုံးကြာရမယ်နော်ဒါနံပါတ်1အချက်နံပါတ်2အချက်ကိုကျွန်တော်ပြောမယ်နော်နံပါတ်2အချက်ကိုကျွန်တော်ပြမယ်ဒီဘက်ကိုကြည့်မယ်ဒီမှာလာပြီကျွန်တော်ရှုပ်မှာဆိုတော့နည်းနည်းလေးခွဲပေးထားတယ်ဒီကဘယ်လိုလဲဆိုတော့ကဒီမှာပေါင်းခြင်း5နော်နှလုံးပေါင်း5ဒီမှာနှလုံးပေါင်း5နော်ခွန်8ပေါင်းခြင်း5လေတိုင်း5နှလုံးပေါင်းခြင်း5ဖြစ်ရမယ်ပေါ့နော်နှလုံးပေါင်းခြင်း5ဖြစ်ရမယ်ဆိုတော့ကျွန်တော်ကဒီမှာခွန်ရှိနေတဲ့အတွက်ဒီမှာ8ရှိမှပဲရမှာနှလုံးပေါင်း5ဖြစ်ဖို့ရတဲ့ဒီလိုအထက်အောက်တစ်ခါနှလုံးပေါင်းခြင်း5ဖြစ်ဖို့ရအတွက်ကလည်းဒီမှာ8ရှိနေတဲ့အတွက်ဒီမှာခွန်ရှိမှပဲရမှာအဲ့တော့ကျွန်တော်က3ညခွန်မှာခွန်လေတိုင်း3ညခွန်မှာခွန်လေတိုင်းဖြစ်တဲ့အတွက်38ခွန်မှာကျွန်တော်8လေတိုင်းကြားပေးရတယ်38ခွန်မှာကျွန်တော်တို့က8လေတိုင်းဖြစ်တဲ့အတွက်ခွန်3ညမှာခွန်လေတိုင်းကြားပေးရတယ်အဲ့လိုပဲခွန်3ညမှာခွန်လေတိုင်းဖြစ်တဲ့အတွက်184မှာ8လေတိုင်းကြားပေးရတယ်နော်အဲ့လိုနှလုံးပေါင်းခြင်းဘာကြောင့်8လေတိုင်းကြားပေးရလဲဆိုတော့နှလုံးပေါင်းခြင်း5ဖြစ်နေလို့8လေတိုင်းကြားပေးရတာနော်နှလုံးပေါင်းခြင်း5ဖြစ်နေလို့8လေတိုင်းကြားပေးရတယ်တွက်ဒီလိုနော်ရှင်းတော့မသိဘူးနော်ကျွန်တော်ဖုန်းကကိုင်းရတာတစ်ဖက်နဲ့ဆိုသိတော့အဆင်မပြေဘူးဒီလိုလေးကြာနော်ခွန်8ပေါင်းခြင်းနေ5ခွန်8ပေါင်းခြင်းနေ5ခွန်8ပေါင်းခြင်းနေ5ဒီတစ်ခါကိုကျွန်တော်ကဒီမှာဘယ်နှချိန်ပြီးပြီ3ချိန်တော့ပြီးသွားပြီကျွန်တော်လည်း3ချိန်ကြာမှတွေ့တာအဲ့တော့ကကျွန်တော်ကဒီမှာကျွန်တော်က4တစ်လုံးကရထားပြီဒီမှာ4တစ်လုံးကရထားပြီဒီမှာ4တစ်လုံးကရထားပြီเนาะဒီမှာနှလုံးပေါင်းခြင်းခွန်ဖြစ်တဲ့အတွက်ကျွန်တော်ဒီမှာ4တစ်လုံးရထားပြီအဲ့တော့ဒီမှာနှလုံးပေါင်းခြင်းက8လေတိုင်းရှိနေတယ်184မှာကျွန်တော်က8လေတိုင်းဖြစ်နေတဲ့အတွက်ကျွန်တော်ကနှလုံးပေါင်းခြင်း5ဖြစ်ဖို့ရဒီမှာခွန်ထဲမှာပဲရเนาะခွန်ထဲမှာရညရမယ်ကျွန်တော်တစ်ဖက်ကကင်ထားဖုန်းကင်ထားအသိအဆင်မပြေဘူးဒီမှာမမြင်ရတော့ကျွန်တော်ကနည်းနည်းဝါးနေရင်ကြီးလေးရေးပြလိုက်နော်ဒီမှာခွန်8ပေါင်းခြင်း5ခွန်8ပေါင်းခြင်း5ခွန်8ပေါင်းခြင်း5ဒီမှာခွန်8ပေါင်းခြင်းဒီ5ဖြစ်ရမယ်ဒီလိုပေါင်းခြင်းဒီအလဲတိုင်းပေါင်းခြင်းဒီကျွန်တော်က5ဖြစ်ရမယ်ပေါ့နော်အဲ့တော့အလဲတိုင်းပေါင်းခြင်းဒီ5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 ဖြစ်ရမယ်အဲ့အတွက်ကြောင့်ကျွန်တော်ကဒီလာမဲ့တရက်9လ26အတွက်ကိုကျွန်တော်ခွင့်လေတိုင်းယူထားတယ်ခွင့်လေတိုင်းယူထားရတယ်ပေါ့4ကတော့ကျွန်တော်ထားလိုက်အောင်4ရကျွန်တော်တို့သူ့ကို4တစ်လုံးပဲရထားတာအထိုင်မရသေးဘူးပေါ့နော်အထိုင်မရသေးဘူးဟုတ်ပြီကျွန်တော်တို့ကအဲ့ဒါကိုဘယ်လိုထပ်ဖမ်းလဲဆိုတော့ကျွန်တော်ပြမယ်ဒီကောင်
ကျွန်တော်ကဘယ်လိုဖမ်းလဲဆိုတော့ဒီမှာနှလုံးပေါင်းချင်း9ဟုတ်လားနှလုံးပေါင်းချင်း9အတွက်နှလုံးပေါင်းချင်း9အတွက်ဒီကောင်ခဏလေးဒီကောင်လိုလဲဆိုတော့ဒီဘက်မှာပြလိုက်မယ်ဒီဘက်မှာစပြန်ပြမှရမယ်ကျွန်တော်တို့ကဒီမှာကဟုတ်လားခွင်လေးအတွက်တော့ရထားပြီဒါပေမဲ့ခွင်ရတော့အလဲတိုင်းဟုတ်ပြီထားလိုက်ခွင်ရတော့အလဲတိုင်းနော်ကျွန်တော်တို့4ရက်ဘယ်နေရာထားမှမသိဘူးထိပ်စီးထားမလားနောက်ပိတ်ထားမလားမသိဘူးဟုတ်ပြီအဲ့တော့သူ့ကိုကျွန်တော်ကဘယ်လိုရှာမလဲဆိုရင်ဒီမှာကျွန်တော်တို့ဟာဒီမှာခွင်8ပေါင်းချင်းဒီ9ဖြစ်တယ်ခွင်8ပေါင်းချင်းဒီ9ဖြစ်တယ်နော်ခွင်8ပေါင်းချင်းဒီ9အဲ့ဒီ9ဒီလိုခွာပေါင်း9ဖြစ်ရမယ်နော်ခွာပေါင်း9ဖြစ်ရမယ်ဟုတ်လားခွာပေါင်း9ဖြစ်ရမယ်ဒီမှာခွင်8ပေါင်းချင်းဒီ9ကျွန်တော်ကအဲ့ဒီမှာဒီမှာနော်ခွင်8ပေါင်းချင်းဒီ9အဲ့တော့ဒီလိုခွာပေါင်း9ဖြစ်ရမယ်ဒီတစ်ခါခွင်8ပေါင်းချင်းဒီ9ခွာပေါင်း9ဖြစ်ရမယ်ခွာပေါင်း9ဖြစ်ရမယ်ဆိုတော့ဒီမှာလည်းကျွန်တော်တို့ဟာခွာပေါင်း9ကြာပြီးပြီနော်တစ်ချိန်ပဲရှိသေးတယ်ခွင်8ပေါင်းချင်း9ဒီလာမယ့်အချိန်တွေပေါ့နော်ခွင်8ပေါင်းချင်း9ဒီခွင်8ပေါင်းချင်း9ဒီမှာနော်ခွာပေါင်း9ဖြစ်ရမယ်ပေါ့နော်ဒီမှာခွာပေါင်း9ဖြစ်ရမယ်ခွင်8ပေါင်းချင်းဒီ938ခွင်ရဲ့ရှေ့လေတိုင်းနဲ့ခွင်3ညရဲ့ခွင်လေတိုင်းရှေ့လေတိုင်းပေါင်းချင်းဒီ9အဲ့အတွက်ကြောင့်နှလုံးပေါင်းချင်း9ဆိုပြီးတော့တစ်ရှစ်လေးမှာကြာပါတယ်ကျွန်တော်တို့ကအဲ့လိုပဲခွင်8ပေါင်းချင်းဒီ9ခွင်8ပေါင်းချင်းဒီ9ဖြစ်တဲ့အတွက်နှလုံးပေါင်းချင်းဒီဟိုမှာခွာပေါင်းဒီ9ဖြစ်ရမယ်ခွာပေါင်း9ဖြစ်ရမယ်ဆိုတော့ကဘာဖြစ်ရမလဲ9ဖြစ်ဖို့ရအတွက်ကရှေ့မှာကျွန်တော်1လာမှပဲရမှာလေနော်1လာမှပဲရမှာ1လာမှပဲရမှာဆိုတော့က1လာမှပဲရမှာအဲ့မမြင်ရမှာဆိုကြီးလိုက်နော်ဒီမှာခွန်8ပေါင်းချင်းဒီ9ခွာပေါင်း9ဖြစ်ရမယ်ခွန်8ပေါင်းချင်းဒီ9ခွာပေါင်း9ဖြစ်ရမယ်တစ်ရှိလေးမှာခွာပေါင်း9နဲ့ကြာပါတယ်နော်အဲ့တော့ကျွန်တော်တို့ကဒီမှာကနှလုံးပေါင်းချင်း9ဖြစ်ဖို့ရန်အတွက်ကခွန်8ပေါင်းမှာဖြစ်မှာဆိုတော့ကျွန်တော်ဒီမှာရှစ်ကအထိုင်ရထားပြီးသားဆိုတော့ကျွန်တော်ဒီမှာခွန်ထဲမှာရမှာအဲ့တော့ကျွန်တော်တို့ကနန်းကရတာကအများကြီးမဟုတ်နှစ်ကွက်ထဲရတာနှစ်ကွက်ထဲကိုဘယ်လိုရလဲဆိုတော့ကဒီမှာ1ခွန်4နဲ့1ခွန်4နဲ့4ခွန်1ဆိုပြီးနှစ်ကွက်ထဲရတာနော်1ခွန်4နဲ့4ခွန်1ဆိုပြီးနှစ်ကွက်ထဲရတာအဲ့နှစ်ကွက်ကိုကစားကြပါဗျဝါဒနာပါရဆိုရင်ကစားကြပါဝါဒနာမပါရင်တော့မကစားကြပါနဲ့1ခွန်4နဲ့4ခွန်1ပါဗျာလာပါလေးပါနော်ဒါလေးပါတွေ့ရှိတဲ့သူတွေမျှဝေလိုက်ကြပါဦးအများကြီးအောင်ဒီဆူရှိပေါက်လို့လူနိုင်တက်နိုင်ကြပါစေဗျာအားလုံးပဲနော်ဒါလေးပါတွေ့ရှိမှုလေးကိုမျှဝေခြင်းဖြစ်ပါသေးဗျ